ချမ်းမျက်နှာလေးခုလိုမျိုးကြည်တောက်ပြီးတော့ glow နေအောင်ဘယ်လိုလုပ်ထားလဲဆိုတာဒီ view လေးကိုလိုက်ကြည့်ပေးနော်ပုံမှန်ဆိုရင်ချမ်းရဲ့မျက်နှာလေးချမ်းရဲ့လက်အသားရည်ထထောင်ညိုရဲပေါ့နော်ဘယ်လိုပြောရမလဲမျက်နှာအသားရည်မညီတာပေါ့နော်မျက်နှာအသားရည်မညီတာရဲ့နောက်ပြီးတော့ချမ်းအမယူလေးကျန်ခဲ့တဲ့အမဲဆက်လေးပေါ့နော်အဲ့ဒါလေးကိုမြင်ပြောက်ချင်တာချမ်း skin care နဲ့လုပ်ရတာအချိန်နဲ့ကြာတဲ့အတွက်ကြောင့်မို့ The Clinic Dino ပေါ်မှာပဲချမ်း Hollywood Carbon Laser လေးပြစ်ခဲ့ပေါ့နော်ဟိုကမျက်နှာကြီးညစ်နေတယ်ဒါမှမဟုတ်လို့ရှင်ပွဲတွေပါသွားစရာရှိတယ် skin care ဘယ်လောက်လုပ်လို့မျက်နှာကြီးကညစ်နေဆိုလို့ရှင်ဒီ treatment လေးကိုယူကြည့်ပေါ့နော်ဒီ Carbon Laser ကလေ laser ထဲမှာအနေအကင်းဆုံးပဲပေါ့နော်ဘာမှလည်းချမ်းတို့နာကျင်မှုလည်းမရှိဘူးအချိန်လေးခဏလေးနဲ့မျက်နှာလေးကို glow ပါပေါ့ချမ်းဒီ treatment လေးကို3လတစ်ခါမြဲလို့ဖြစ်တယ်ပေါ့နော်ဈေးလဲတန်တယ်အရင်လည်းဈေးမကြည့်ဘူးအချိန်လည်းအများကြီးမပေးရတဲ့အတွက်ကြောင့်မလို့ချမ်းအမြဲလို့ဖြစ်တယ်ပေါ့နော်ဒီ Carbon Laser ကိုပါကြိုက်လဲဆိုလို့ရှိရင်လေသူကလုတ်ပြီးွားလို့ရှိရင်တန်းပြီး glow ရတဲ့ effect ဒီမှာကြည့်ချမ်းရဲ့မျက်နှာကိုပဲကြည့်လုံးဝကြည်တောက်ပြီးတော့လေ skin လေးကချက်ချင်းကောင်းသွားပါဘောနော်အဲ့ဒါလေးကိုချမ်းသဘောကျချမ်းတို့လေ aesthetic treatment တွေယူမယ်ဆိုလို့ရှိရင်စိတ်ချရတဲ့ဆရာဝန်တွေရှေ့ဆေးခံမဲ့သွားနော် Carbon Laser ကလေလုံနေတဲ့အချိန်မှာအတန်လေးပဲမြည်ရတော့လုံးဝမနာဘူးချက်ချင်းလို့ချက်ချင်း glow တာတော့ချမ်းမျက်နှာသာကြည့်လိုက်တော့လုံးဝ glow ပြီးတော့မျက်နှာလေးကြည်ရွာပဲတိလားကဲဒါဆိုရင်ပြန်လိုက်ပါအောင်မယ်အားလုံးပဲတက်တာနောက်ပြီးမှပြန်တွေ့ကြမယ်နော်